အခုအရေးဘယ်လောက်ရအတွေးအခေါ်မပြောင်းလဲနိုင်တဲ့ရွေတော့ကိုကောင်းမွန်နေရလာကိုရရှိလာမှာမဟုတ်ပါဘူးမင်္ဂလာပါကိုကိုကြီးပုံတော့မယ့်စီစဉ်ကနေတင်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကိုကိုကြီးကဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းတဲ့ပုံမြင်လေးရတော့တဒေါင်းစားပုံမြင်ဆိုတဲ့မျက်မှတ်ရိုးရပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ဘုတ်ခွဲမြို့တစ်မြို့မှာတဒေါင်းစားတစ်ယောက်ရှိပါတယ်စစ်စင်ရဲတောင်းစားနေရတော့ကိုမကြည့်ရလို့နတ်သမီးတစ်ပါးကလူပြည်စင်လာပြီးတော့အကူအညီပေးဖို့ရောက်လာခဲ့ပါတယ်အတင်လူသားငါတင့်ကိုကူညီမယ်ဒါပေမဲ့တင်ဘလို့လုံးမလဲဆိုတာကိုတော့အမှန်တိုင်းပြောပါအဲ့ဒီလိုပြောလိုက်တော့တဒေါင်းစားကကောင်းပါပြီအဲ့ဒီလိုပြန်ပြောတော့နတ်သမီးကငါနင့်ကိုပတ်စံငါသိမ့်ပြီးတင်ဘာလုံးမလဲအဲ့ဒီလိုမေးလာတော့တဒေါင်းစားကခိတ္တမြတ်စဉ်းစားပြီးတော့ကြံချေလိုက်ပါတယ်ဖုံးဝယ်မှာကိုဖုံးဝယ်ပြီးဘာလို့မလဲရဲ့တငယ်ချင်းတွေကိုပုံဆက်ပြီးဘယ်နေရာတောင်းကောင်းလဲမေးပြီးတော့အဲ့ဒီနေရာကိုတွားတောင်းမှာပေါ့နတ်သမီးကဒီငွေလောက်နဲ့သူ့ဘွားမပြောင်းလဲနိုင်ဘူးဆိုပြီးဒါဆို350ပေးမယ်အတင်ဘာလုံးမလဲဆိုင်ကယ်တစ်စီးဝယ်ပြီးတောင်းလို့ကောင်းတဲ့နေရာတွေကိုမြန်မြန်တွားတောင်းလိုက်မှာပေါ့နတ်သမီးကမဖြစ်သေးပါဘူးဆိုပြီးတော့တင်းတရားပေးမယ်ကွာအတင်ဘာလုံးမယ်ကားဝယ်ပြီးတစ်မျိုးလုံးလိုက်တောင်းမယ်ကွာနောက်ဆုံးအနေနဲ့300ပြီးမယ်တင်ဘာလုံးမလဲတစ်မျိုးလုံးမှာရှိတဲ့သူတောင်းစားတွေကိုပတ်စံပေးနင်ထုတ်ပြီးတစ်မျိုးလုံးကိုငါတယောက်တည်းတောင်းစားမှာပေါ့ဒီပုံမြင်လေးကနေပေးချင်တဲ့အတွေးကိုလေးတစ်ခုကတော့အတွေးကိုမရှိတဲ့သူကိုဘာပဲပေးဘာမှဖြစ်မလာနိုင်ပါဘူးဆိုတာပါပဲအခုရင်ဘလောက်ပဲရနေပါစေအတွေးကိုမပြောင်းလဲနိုင်တဲ့၍ကောင်းမွန်နေရလားဆိုတာမဖြစ်ပေါ်လာနိုင်ဘူးဆိုတာပါပဲဒီတဒေါင်းစားလေးကိုကြည့်ရအောင်သူ့မှာသူ့လုပ်ငန်းချက်ထွေကြီးပွားဖို့စကေဆက်ဆိုတဲ့ကြောက်ချင်မှုတော့ရှိပါတယ်ဒါပေမဲ့ချမ်းသာဖို့အခုရရှိနေတာတော့တောင်းစားချင်နေတဲ့ mindset ကိုမပြောင်းလဲနိုင်တာတော့သူ့ဘဝရဲ့အဖြစ်ဖြစ်သွားပါတယ်အခုရင်ဘလောက်ပဲရရှိနေပါစေအတွေးခေါ်မပြောင်းလဲနိုင်တဲ့ရွေတော့ကိုကောင်းမွန်တဲ့ရလာကိုရရှိလာနိုင်မှာမဟုတ်ပါဘူးကြည့်ရှုသူရောက်စီတိုင်းအောင်လည်းကျေးဇူးအထူးတင်ရှိပါတယ်ကောင်းသောညက်ကလေးကိုပိုင်ဆိုင်နေကြပါစေနော်